တူတယောက်မကြေမနပ်ဖြစ်နေသေးရင်မပြောနဲ့စကားမလုံးနဲ့ဖြစ်နေတဲ့ဒေါသကိုချွတ်နေတနည်းနည်းနဲ့ကျင့်တတ်သည့်ထီအောင်အချိန်ဆောင်နော်ကျင့်တတ်သည့်ထီအောင်အချိန်ဆောင်အဲ့ဒါလို့မဆောင်ဘူးဆိုရင်ဆဲပြီးပါဇက်ကနော်ပါဇက်ကပြောရင်ဆဲတာတွေပြောတော့မှကြမ်းကြမ်းတမ်းတမ်းတွေပြောမှလုပ်ရင်လည်းပဲမဟုတ်တာတွေလုပ်တော့မှအကောင်းမဖြစ်ဘူးဘုန်းကြီးတို့ဥပိ္ပဇေဆရာတော်ကြီးစံငင်းဆရာတော်ကြီးဆိုသူစိတ်ဆိုးပြီဆိုလို့ရှိရင်တော့ဘယ်သူနဲ့မှစကားမပြောတော့ဘူးကြောင်းတကားကိုချက်ထိုးပြီးတော့အတွင်းထဲမှာတပါးတည်းနေတယ်ဆရာတော်ကြီးစိတ်ဆိုးရင်အဲ့ဒါလိုစိတ်ဆိုးတယ်နော်စိတ်ပြေမှတကားဖွင့်စိတ်မပြေမချင်းတကားမဖွင့်အဲ့ဒါဟုတ်တယ်စိတ်ဆိုးနေတော့ဆိုရင်ပြောသမျှအကောင်းမဖြစ်နိုင်ဘူးလေဘယ်သူပဲဖြစ်ဖြစ်စိတ်ဆိုးနေမှားသွားတာရုပ်ရှင်တွေဘာတွေထဲမှာတွေ့ဘူးတယ်မို့လားရံဖြစ်ကြအော်ကြဟေးကြဆဲကြဆိုကြနောက်ကြတော့စိတ်ပြေသွားတဲ့အခါကျတော့လည်းဘာမှမဟုတ်တယ်လို့ဖြစ်သွားပြန်လူတွေများရည်စရာတော့ကောင်းတယ်နော်ရံဖြစ်ပြီဆိုရင်ဆဲကြတယ်ပြီးတော့မှဆွီတီတို့ဟန်နီတို့ဖြစ်ကုန်ရောဆဲဆိုအားရပြီအဲ့လိုလူတွေလောက်ကြတယ်အဲ့ပုံနှစ်ပုံရှင်ပြီးရိုက်ပြထားဖို့ကောင်းတယ်စိတ်ဆိုးနေတဲ့အချိန်ရယ်ကြီးနေတဲ့အချိန်ရယ်ဒီနှစ်ခုရှင်ရိုက်ပြထားရင်အတော်ကိုထူးခြားနေမှာပဲနှစ်ခုမတူအဲ့တော့မြတ်စွာဘုရားသွန်သင်ချက်ကနေ့စဉ်လက်တွေ့ဘဝမှာဘလောက်တန်ဖိုးရှိရဆိုတာစဉ်းစားကြည့်ဘုဒ္ဓမတန်ဖိုးရှိတယ်ဒါဒီအကျင့်လေးပဲကျင့်ပါအောင်ကမ္မထံတရားအားထုတ်ဖို့ဆိုတာတာထားစမ်းပါအောင်နော်လူတွေကသောတာပန်သိလုံးချင်တော့အာကြည့်နေတယ်သောတာပန်လို့ရင်မှန်တော့သောတာပန်ဖြစ်ချင်တာလေအပယ်ကြောက်တာဖြစ်ပါလိမ့်မယ်ဒီလောက်တင်မဲ့အပယ်လွတ်ပါတယ်နော်သောတာပန်ဖြစ်ပြီးအရက်တောင်းတာတွေကြတော့ဘယ်လိုလုပ်အဲ့တော့ဒီကိုချင်းတရားလေးပဲလက်တွေ့ကျင့်သုံးကြည့်စိတ်ပဋုဋ္ဌစိတ်ဖြစ်နေလို့ရှိရင်စကားမပြောဘူးဒီထဲမှာဒါပဋုဋ္ဌစိတ်ဆိုတာဒေါသနဲ့ပတ်သက်တဲ့စိတ်လေးတစ်ခုတည်းကိုပြောတာနောက်တစ်ခုရတ္တစိတ်စွဲမဲ့နေတဲ့တဏှာရာဂတွေအာကြည့်နေတဲ့စိတ်နဲ့လည်းမလုံးနဲ့မုံလစိတ်မောဟတွေလွှမ်းမိုးထားတဲ့စိတ်နဲ့လည်းမလုံးနဲ့မာနတွေလွှမ်းမိုးနေတဲ့စိတ်နဲ့လည်းမလုံးနဲ့အိတ်တာတွေလွှမ်းမိုးနေတဲ့စိတ်နဲ့လည်းမလုံးနဲ့သူများပေါ်မနာလိုဖြစ်နေတာအိတ်တာနော်မကောင်းတဲ့စိတ်တွေလွှမ်းမိုးနေတဲ့မကောင်းတဲ့သဘာဝတရားတွေလွှမ်းမိုးဖြစ်စည်းထားတဲ့စိတ်နဲ့လုပ်ရင်ဒီတိုင်းပဲဒါဒေါသလေးတစ်ခုကိုဥတီပြောတာဟုတ်ကဲ့ဟိုကလည်းပတဏ္ဏဆိုတာတရားလေးတစ်ခုကိုဥတီပြောတာတတိလွှမ်းမိုးတဲ့စိတ်အာလောဘလွှမ်းမိုးတဲ့စိတ်မေတ္တာလွှမ်းမိုးတဲ့စိတ်ဆိုဟောတာတွေအကုန်လုံးပတဏ္ဏစိတ်တွေမှာအများကြီးပါတော့မေတ္တာစိတ်နဲ့ပြောမယ်မေတ္တာစိတ်နဲ့လုပ်မယ်မေတ္တာစိတ်တွေနာဒီလိုလာမှာတရားတွေအကောင်းတွေကောင်းတဲ့အဆိုနှစ်ခုကိုရှင်းပြတာအဲ့ဒါကိုယမကလို့ခေါ်တယ်အစုံလိုက်ရှင်းပြအကောင်းတဲ့အဆိုနှမျိုးခွဲခြားပြီးတော့ပြဒီအဓိပ္ပာယ်အဲ့တော့မြတ်စွာဘုရားရဲ့ဒီတရားတော်တွေကိုဒသနရှုထောင့်ကဆိုတာဒါကိုပြောတာအမြင်ရှုထောင့်ကမှန်ကန်တဲ့အမြင်နဲ့ကြည့်တတ်ရမြတ်စွာဘုရားဆိုလိုရင်းကဘာလဲအေးစိတ်ကိုတတိထားစိတ်ကိုတတိထားစိတ်မပြည့်စည်စေနဲ့စိတ်ကြည်လင်းအောင်တတိထားဖို့ဒါဟောတာပျက်စီးနေတဲ့စိတ်နဲ့လုံရင်မင်းအမှားတွေဖြစ်မယ်အမှားတွေရဲ့နောက်ွယ်မှာပြဿနာတွေလိုက်လိမ့်မယ်ကြည်လင်းနေတဲ့စိတ်တဲ့မူမှန်တဲ့စိတ်လေးနဲ့လုံရင်အကောင်းဖြစ်တယ်ချမ်းသာဒုက္ခတွေရနိုင်တယ်အရေးပမာကိုလုံးတဲ့ဟာတွေကကိုယ်နောက်မှာအမြဲရှိနေမယ်ဆိုတာကိုပြောတာနော်